အမျိုးသမီးကဒေါ်လာတန်း90တန်ပန်းအိုးတစ်လုံးကိုမတော်တဆခွဲမိသွားတဲ့တထေးကြီးရဲ့လက်ထောက်ကပန်းအိုးရဲ့တန်ဖိုးဖြတ်ထားတဲ့စာရွက်စာတမ်းကိုသူမကိုပြသခဲ့တဲ့အမျိုးသမီးကကဏ္ဍတွက်ဆက်ကိုအမြန်ထုတ်ပြီးတွက်ကြည့်လိုက်တဲ့အခါအကျွေးဆက်ဖို့အတွက်သူမ2400တိုင်းတိုင်းအလုပ်လုပ်ရမယ်ဆိုတာသိလိုက်ရတယ်ဘာလို့ရမလဲဆိုပြီးစိတ်ပူနေတော့မှပဲတထေးကြီးကိုမိသားစုကအိမ်အောင်ပြုတ်ဖို့ဖိအားပေးနေတယ်ဆိုတာကိုသူမကြားလိုက်ရတယ်မိသားစုကိုဖြည့်ရှင်းဖို့အတွက်ဇနီးအဖြစ်ဟန်ဆောင်ပေးမဲ့အမျိုးသမီးတစ်ယောက်သူ့မှာအရေးတကြီးလိုအပ်နေခဲ့တဲ့အမျိုးသမီးကသူမကူညီပေးနိုင်ကြောင်းချက်ချင်းပြောလိုက်ပြီးတထေးကြီးကိုသူမရဲ့အကျွေးနည်းနည်းလျှော့ပေးဖို့ပဲတောင်းဆိုခဲ့တယ်သူမကအရန်တန်မာပြီးတရုတ်တိုင်းပညာကိုလေ့ကျင့်ထားကြောင်းအမျိုးသားကိုပြောပြခဲ့တဲ့နောက်မှာသူ့ကိုကာကွယ်ပေးနိုင်တယ်လို့ဆိုတဲ့အမျိုးသားကဘာမှမပြောတဲ့အခါသူမကနောက်ပြန်ကျွန်းထုတ်ပြဖို့ပြင်ဆင်လိုက်တယ်ဒါပေမဲ့အမျိုးသားကသူမကိုတားလိုက်ပြီးသူမရဲ့တောင်းဆိုချက်အကိုသဘောတူလိုက်တယ်ဒီလိုနဲ့ပဲအမျိုးသမီးဟာတထေးကြီးရဲ့ဇနီးဖြစ်လာခဲ့ပါတော့တဲ့သူ့မိသားစုကိစ္စတွေကိုဖြေရှင်းပြီးတာနဲ့သူမသဘောဆန္ဒလျောက်ကွာရှင်းပေးပါမယ်လို့အမျိုးသမီးကကတိပေးခဲ့တဲ့အမျိုးသားကပြန်မဖြေခဲ့ပါဘူးအဲ့ဒီအစားသူတို့ရဲ့လက်ထက်စာချုပ်ကိုသူမစီကနေယူလိုက်တယ်အဲ့ဒီနောက်သူမကိုအိမ်ပြန်ပြီးပစ္စည်းတွေတင်ကသူနဲ့အတူလာနေဖို့ပြောလိုက်တဲ့အမျိုးသမီးအိမ်ပြန်ရောက်တဲ့အခါသူမ18နှစ်တိုင်တိုင်တည်ကျွမ်းခဲ့တဲ့ online ကတငယ်ချင်းစီဖုန်းဆက်ပြီးသူမအိမ်အောင်ကျသွားပြီလို့ပြောပြတယ်သူမရဲ့ online တငယ်ချင်းဟာတကယ်တော့သူမရဲ့ခင်မွန်းတစ်ဖြစ်နေတယ်ဆိုတာသူမလုံးဝမသိခဲ့ပါဘူးအမျိုးသားကသူမကိုအချိန်ကြာကြီးကတည်းကချစ်နေခဲ့တာပါအမျိုးသားဟာအရန်စိန်ခံလွန်းတဲ့နေရာမျိုးမှာနေလိမ့်မယ်လို့အမျိုးသမီးထင်ထားခဲ့ပေမဲ့သူ့အိမ်ကတရက်လှပပြီးအဆင်တန်းရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်အမျိုးသားပြင်ဆင်ပေးထားတဲ့သူမရဲ့အိတ်ခန်းစီသွားခဲ့တဲ့အခန်းကသူမအကြိုက်ဆုံးစတိုင်တိုင်းကွက်တီပြင်ဆင်ထားတဲ့သူမဘလောက်ပျော်နေလဲဆိုတာကိုမြင်တော့အမျိုးသားကမနေနိုင်ပဲတိတ်တဆိတ်ပြဖုန်းလိုက်မိတယ်အဲ့ဒီညမှာအမျိုးသမီးကသူမရဲ့တငယ်ချင်းစီကနေဖုန်းလက်ခံရရှိခဲ့တယ်။သူမရဲ့ခင်မွန်းတစ်ဟာဩဇာအာဏာရှိပြီးချမ်းသာတဲ့အတွက်မိမပြက်လက်နေမှာမဟုတ်ဘူးလို့တငယ်ချင်းကပြောတယ်။အမျိုးသမီးဟာအမျိုးသားရဲ့ထောင်ချောက်ထဲကျသွားတာဖြစ်မယ်လို့သူတန်တရားဝင်နေတယ်။ဒါပေမဲ့အမျိုးသမီးကတော့သူမဟာတာမန်လူတစ်ယောက်သာဖြစ်ပြီးသူမကိုလက်ထပ်လိုက်လို့အမျိုးသားအနေနဲ့ဘာကြိုးမျက်မှရစရာမရှိဘူးလို့တွေးခဲ့တယ်။ဒါကြောင့်သူမကတငယ်ချင်းကိုအများကြီးမတွေးဖို့ပြောလိုက်တယ်။ဒါပေမဲ့နောက်တစ်နေ့မှာအမျိုးသမီးစီကိုမသိတဲ့ဖုန်းနံပါတ်တစ်ခုကနေဖုန်းဝင်လာတယ်။ဖုန်းခေါ်တဲ့သူကသူမနဲ့တွေ့ချင်တယ်လို့ပြောပြီးသူမခင်ပွန်းရဲ့လှုပ်ဝက်ချက်တွေကိုသိထားတယ်လို့ဆိုတဲ့အမျိုးသမီးတွေ့ဆုံမဲ့နေရာကိုရောက်သွားတဲ့အခါအဲ့ဒီသူကအမျိုးသားရဲ့ဦးလေးဖြစ်နေမှန်းသိလိုက်ရတယ်ဦးလေးဖြစ်သူကအမျိုးသားဟာသူ့ရည်မှန်းချက်တွေအောင်မြင်ဖို့ဘာမဆိုလုပ်လိမ့်မယ်လို့ပြောပြီးလူတက်မှုနဲ့တောင်တန်တရားဝင်ခံထားရတယ်လို့ပြောတယ်အဲ့ဒီနောက်သူတို့တွေ့ဆုံခဲ့တာကိုလှုပ်ဝက်ထားပေးဖို့ဦးလေးကသူမကိုပြောတယ်ဒါပေမဲ့အမျိုးသမီးအိမ်ပြန်ရောက်တာနဲ့အရာအလုံးကိုအမျိုးသားစီပြန်ပြောပြလိုက်တယ်အမျိုးသားကသူ့ဦးလေးပြောတာတွေကိုယုံလားလို့သူမကိုမေးလိုက်တယ်အမျိုးသမီးနည်းနည်းကြောက်သွားပေမဲ့လည်းအမျိုးသားဘက်ကပဲရက်တီဖို့ရွေးချယ်လိုက်တယ်အမျိုးသားကသူမရဲ့အဖြေကိုကျင်းနဲ့သွားတယ်ဒါပေမဲ့သူတို့ခွဲခွာသွားပြီးနောက်အမျိုးသမီးကဒီကိစ္စတွေအားလုံးကိုသူမရဲ့ online တငယ်ချင်းစီညီးတွားပြောဆိုခဲ့တယ်အမျိုးသားရဲ့မိသားစုကအရန်အနေရများလုံးနဲ့သူ့မိသားစုကိစ္စဖြေရှင်းပြီးတာနဲ့ချက်ချင်းကွာရှင်းမယ်လို့တောင်သူမကပြောလိုက်တဲ့အမျိုးသမီးပြောတာတွေကိုကြားလိုက်ရတော့အမျိုးသားအရန်စိတ်မကောင်းဖြစ်သွားတယ်နောက်တစ်နေ့မနက်မှာအမျိုးသားရဲ့ကားနဲ့အလုပ်မသွားခြင်းလို့အမျိုးသမီးကခိုးထွက်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့တကားဖွင့်မလို့လုံနေတော့မှပဲအမျိုးသားကမိသွားတယ်အမျိုးသားကဘယ်သွားမလို့လဲလို့မေးလိုက်တဲ့အမျိုးသမီးကလေ့ကျင့်ခန်းလုပ်ဖို့အပြေးထွက်မလို့ပါလို့အမြန်လိန်ပြောလိုက်တယ်အမျိုးသားကကြောပိုးအိတ်ကြီးလွယ်ပြီးအပြေးထွက်မလို့လားလို့မေးလိုက်တော့သူမရှက်သွားတယ်ကို၄ချိန်ရှော့ချဖို့စူးစမ်းနေတာဖြစ်ပြီးကြောပိုးအိတ်ကအ၄ချိန်ပိုစီးအောင်လို့ပါလို့အမျိုးသမီးကပြောလိုက်တယ်ဒါပေမဲ့အမျိုးသားကသူမနဲ့အတူလိုက်ခဲ့မယ်လို့ကန့်လန့်လိုက်တဲ့အမျိုးသမီးကညင်းချင်ပေမဲ့ဘယ်လိုညင်းရမလဲမသိဖြစ်သွားတယ်ရှက်ရှက်နဲ့ပဲသူမရဲ့အခန်းစီပြန်လျှောက်သွားပြီးကို၄ချိန်မရှော့ချချင်တော့ဘူးလို့ပြောလိုက်ရပါတော့တယ်